အားလုံးပဲမင်္ဂလာပါရှင်ပြင်းဦးလွင်မှာတော့လေခုတကူးလာရောက်တဲ့အထိကိုအေးနေသေးတယ်မနေ့ဆိုအရန်အေးတယ်အဲ့တော့ကျွန်တော်ရဲ့ဂျာပင်တွေကအခုချိန်ထိအဖူးကမထွက်သေးဘူးနော်အဖူးမထွက်သေးဘူးဒီနှစ်ကနောက်ကျတာပေါ့နော်ခါတိုင်းဆိုရင်ဒီချိန်အရန်ပူနေပြီလေအခါကျတော့အဖူးတွေကတော်တော်များများရနေဘူးနော်ဒီချိန်ဆိုရင်မြင်ရနေပေါ့အခုကျတော့ကျွန်တော်စီမှာအားလုံးပေါင်းက9ဘူး6ဘူးလောက်ပဲရှိသေးတယ်ဒီဟာကအနီရောင်အထက်เนาะဒီဟာလေးကလေဒီအနီရောင်အထက်ကသူ့ရဲ့အရွက်ကဒီလိုမျိုးပြီးတော့သူ့အရွက်ကမှုေးတယ်ဒီအနီရောင်ထက်ကမှုေးတယ်နောက်ပြီးကျတော့ဒီဘက်ကဒါကကျတော့အနီတလွာသူကကျတော့မမွေးပြီးတော့အနီတလွာကသူကကြာဆွဲရအတုပ်ကြီးတွေကြာဆွဲတုပ်တယ်ပြီးခါကျရင်အရက်မြင့်တယ်အရွက်ကြီးတယ်ကျွန်တော်ကတော့ကြာပင်ဒီအားလုံးကိုနှစ်သက်ပါတယ်အဲ့တော့အနီတလွာပဲဖြစ်ဖြစ်ဘန်းအောင်တလွာပဲဖြစ်ဘန်းအောင်ထပ်ပဲဖြစ်ပါဖြစ်ပေါ့နော်ဒီဘရုံမာကြာတွေအားလုံးကသူတို့ကိုကြည့်ရတာပေါ့နော်ကိုလည်းစိတ်ချမ်းသာတော့သူတို့ကလည်းသူတို့ပင်တွေကလည်းကြည့်ရတာလေကိုစိတ်ထမဟိုလို့ပြောအပြစ်ကင်းတယ်လို့ခံစားရတော့ပေါ့နော်သူတို့ကိုကြည့်လိုက်လေရှင်းရှင်းလေးနဲ့ပေါ့စိတ်ထဲမှာကိုရှင်းသွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ဟိုဘက်ထဲမှာရှိရနော်အဲ့ဒါတွေကပန်းရောင်အထက်ကဟိုရိုးပန်းရောင်မဟုတ်ဗျာအဲ့သူကစူပါပင့်ဆိုတဲ့ဟာမျိုးနောက်တော့ဟိုဘက်ကအနီရောင်ဒီလိုမျိုးအဖူးလေးတွေလိမ့်နေတဲ့ရှိမှဆိုရင်တော့သူကအရွက်လေးတွေလိမ့်နေစီမှာဆိုတော့သူကအဖူးလေးတွေကတ်နေပြီတရားမျိုးဆိုရင်လေအပေါ်ရေပေါ်မတက်လာသေးရပဲရှိသေးရလေသူတို့ရဲ့အောက်ထဲမှာတော့အဖူးလေးရဖြစ်နေပါပြီရှင်အဲ့တော့ဘရုံမာကြာကဘလို့ပဲဖြစ်ဖြစ်ပေါ့နော်လှတာပေါ့နော်ကိုအိမ်လည်းတင့်တယ်တာပေါ့နော်အဲဂျာဗန်လေးရှိတယ်ဟဲသူ့အိမ်မှာဂျာဗန်ရှိရတော့ဒီလိုမျိုးပေါ့နော်အဲ့လိုတွေတော်တော်များများကသတိထားမိရပါတော့အဲ့တော့ကိုအိမ်ရဲ့စတိကိုယ့်ရဲ့ကောင်းခြင်းမင်္ဂလာတွေကိုယူဆောင်လာပေးတယ်ဘရုံမာကြာတွေကိုစိုက်ကြပါရှင်